ဒီနေ့ပြောမှာကမီဇူနိုလို့ပြောလိုက်တာနဲ့နောက်ပိုင်းမြန်မာလူငယ်တွေကြားထဲမှာလူကြိုက်များလာတဲ့ဖက်နက် brand တစ်ခုဆိုရင်လည်းမမှားပါဘူးဖက်နက်ရဲ့ logo က Diadora brand နဲ့တောင်မှခက်ဆင်ပါပဲတခြား brand တွေတို့ design ကို upgrade ခဏမလုပ်ဘူးဆိုပေမဲ့ဖက်နက် quality ပိုင်းနဲ့ပတ်သက်လာရင် made in Japan ဆိုတာအလကားဖြစ်လာတာမဟုတ်ပါဘူး quality ကောင်းတာတွေနဲ့ပတ်သက်ရင်နာမည်ကြီးပါတယ်ပြီးတော့ဖက်နက်ထုတ်လုပ်တဲ့အခါမှာလည်းတခြား brand တွေကပုံသွင်းနေဆိုရင်မိနစ်20-30ဒီလိုမျိုးပုံသွင်းဆက်ပေါ်မှာပဲထားမယ်ဆိုရင် Mizuno brand တွေက24နာရီကြာအောင်လို့ပုံသွင်းဆက်မှာထားပြီးချုပ်လုပ်ထားပါတယ်ဖက်နက်ကိုတုံးထားတဲ့ raw material တွေကစကောင်းတယ်ဆိုတဲ့ kangaroo leather စတဲ့ဒီလိုမျိုးပစ္စည်းတွေကိုတုံးပြီးတော့ထုတ်လုပ်ထားပါတယ် Mizuno မှာ series 3မျိုးရှိပါတယ် Morelia Classic Morelia Neo Alpha ဒီလိုမျိုး3မျိုးခွဲထားပါတယ်ပထမတစ်ခုအနေနဲ့ Morelia Classic လူကြိုက်အများဆုံးနဲ့အယောင်အဆုံးနဲ့မှာပါပါတယ်ဖက်နက်ရဲ့ဒီဇိုင်းကပုံနည်းနည်းတုံးပြီး classic ဆန်တယ်ဆိုပေမဲ့သုံးထားတဲ့ material က K leather တွေနဲ့သုံးထားတဲ့အတွက်ခြေထောက်နဲ့တက်ထက်တဲ့ကျတယ်ဆိုတဲ့ခံစားချက်မျိုးကိုတော့ရမှာပါဘယ်လိုလူတွေရွေးလို့ရလဲဆိုတော့ခြေပြားနည်းနည်းကြီးတဲ့သူတွေနဲ့ဘောကန်ဖက်နက်စီးရတာတက်တာဖြစ်ချင်တဲ့သူတွေရွေးစီလို့ရပါတယ်ဒုတိယတစ်ခုအနေနဲ့ကတော့ Morelia Neo ဒီဖက်နက်ကတော့လက်ရှိမှာလူကြိုက်အများဆုံး series ဖြစ်ပါတယ်Morelia Neo 4ကိုပုံမှန်စီးနေရသူကတော့စပိန်နိုင်ငံသားကြီး Sergio Ramos ဖြစ်ပါတယ်ဒီဖက်နက်က Morelia Classic တက်ပို့ပြီးတော့ပေါ့ပါတယ်ပို့ပြီးတော့ခစ်မိတယ်ဆိုတဲ့ဒီဇိုင်းနဲ့ထုတ်လုပ်ထားပါတယ်အဓိကဖက်နက်ကိုပေါ့ပါတာလေးလိုချင်တယ်ပို့ပြီးတက်တာရှိတာကိုလည်းစီးကျင်နေဆိုတဲ့သူတွေအတွက်ရည်ရွယ်ထုတ်ထားတဲ့ဖက်နက်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့ Mizuno တွေကတစ်ခုရွေးပါဆိုရင်တော့လက်ရှိ Morelia Neo 4ဒီဖက်နက်ကိုပဲရွေးမှာပါဖက်နက်ရဲ့ဒီဇိုင်းနဲ့ဒီ texture တွေကတအားကိုကောင်းပြီးတော့စီးရတာလည်းတက်ဖြစ်ပါတယ်နောက်ဆုံးတစ်ခုနေရတော့ Mizuno Alpha series ဖြစ်ပါတယ်ဒီ series ကတော့ရှင်းပါတယ် speed သမားတွေအမြန်နှုန်းကိုအားပြုပြီးကစားကျင်တဲ့သူတွေအတွက်အသီးသန့်ထုတ်ထားတဲ့ဖက်နက်ပါဒီလိုပြောလို့အခြားသူတွေကအခြားနေရာမှာကစားတဲ့သူတွေကစီးလို့မရဘူးလားဆိုတော့မဟုတ်ဘူးပြောချင်တာကသူတို့ကအဓိကထားပြီးထုတ်ထားတဲ့ရည်ရွယ်ချက်ကိုပြောပြတာပါ Alpha series မှာတော့ kangaroo leather နဲ့ထုတ်ထားတာမဟုတ်ဘဲနဲ့ synthetic leather နဲ့ထုတ်ထားပါတယ် Mizuno ရဲ့ Alpha series တွေကိုကြော်ညာပေးနေတဲ့သူကတော့ Yao Philip ပါဘယ်လိုလူတွေက Mizuno ဖက်နက်ကိုရွေးလို့ရှိလဲဆိုတော့ဘောကန်ဖက်နက်ကောင်းကိုရှာနေတဲ့သူတွေပေါ့ပါပြီးတက်ဖြစ်တဲ့ Made in Japan quality ကောင်းတဲ့ဖက်နက်ကိုစီးကျင်တဲ့သူတွေစတဲ့ဒီလိုဘောလုံးသမားတွေကြားမှာတော့ရေပန်းစားပါတယ် Mizuno မှာလည်း grade ခွဲထားပါတယ်ဒါပေမဲ့ကိုကဖက်နက် quality ကောင်းအောင်လိုချင်နေဆိုရင်တော့ Made in Japan ဆိုတဲ့ဖက်နက်မျိုးပဲရွေးချယ်တင်ပြီးတော့ Made in Indonesia Made in Vietnam စတဲ့ဒီလိုနိုင်ငံလာတဲ့ဖက်နက်တွေဆိုရင်တော့ဖက်နက် grade ကအနည်းငယ်လျော့ပါတယ်ဆိုတော့အခုလောက်ဆိုရင်Mizuno ဘောကန်ဖက်နက်တွေနဲ့ပတ်သက်ရင်တော်တော်လေးကိုသိသွားလောက်မယ်လို့ထင်ပါတယ်အခုပြောထားတဲ့ Mizuno ဖက်နက်တွေ grade မြင့်တဲ့ဖက်နက်တွေကိုမှားခြင်းနဲ့ဆိုရင်ကျွန်တော်စီမှာလာပြီးတော့မှာယူလို့ရပါတယ်မြန်မာနိုင်ငံပြင်အခြားနိုင်ငံတွေကိုလည်းပို့ဆောင်ပေးပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်